အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ကနေပြီးတော့ဒီထိုင်းနိုင်ငံကဒီ True Money ကနေပြီးတော့မြန်မာနိုင်ငံကမြန်မာစင်ကပ်ကိုဖုံးပေးဘယ်လိုလွှဲရမလဲဆိုတော့ဒီနေ့ပြောပြပေးတော့ပါမယ်ခင်ဗျဒီကိုစီမှာ True Money application ရှိရဆိုရင်မြန်မာနိုင်ငံကိုယ့်ရဲ့မိဘတွေဒီကိုယ့်ရဲ့ရင်းနှီးတဲ့သူကိုချစ်တဲ့သူကိုကြီးစားပေါ့နော်ကိုကြီးစားကိုနဲ့ဖုံးပြောကျွန်တော်ဖုံးပေးတွေပါလွှဲပေးမယ်ဆိုရင်ကိုအကောင့်ထဲကနေကိုဖုန်းထဲက True Money application ကနေပြီးတော့ဖုံးပေးဘယ်လိုလွှဲပေးရမလဲဆိုတော့ကြည့်လိုက်ကြရအောင်အရင်ဆုံးအနေနဲ့ True Money application ကိုဝင်ဖို့အတွက်ဒီကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ True Money application ကိုအရင်ဝင်ရပါမယ်တကယ်လို့ကိုယ့်ရဲ့ဖုန်းမှာ True Money application မရှိသေးဘူးဆိုရင်ဒီ Play Store သွားပြီးတော့ True Money ဆိုပြီးတော့ရိုက်လိုက်လို့ရတယ်ခင်ဗျအဲဆိုရင် True Money application ဆိုပြီးတော့ပေါ်လာလိမ့်မယ်ကျွန်တော်မှာတော့ဒီ True Money application download ဆွဲပြီးသားဆိုတော့ကျွန်တော်ရဲ့ direct တန်းပြီးတော့သွားလိုက်ပါနော်အခုဆိုရင် True Money application ထဲကိုရောက်ပါပြီကိုကဖုန်းပြီးဖြစ်မယ်ဆိုရင်ဒီပေါ်ဆုံးမှာရှိတဲ့ CO လေးကိုနှိပ်လိုက်မယ် CO လေးနဲ့ရောက်တော့ပြီဆိုရင်အဲ့ဒီ data packet ဖုန်း top up ဆိုတာလေးရှိတယ်ဗျအဲ့ဒီမှာဖုန်းပြီးလွှဲလို့ရတယ်ဒီတကယ်လို့ကိုကoperator ကိုပဲမှာလဲ MPT လားကျွန်တော်အခုတော့ဆို MPT ထဲကိုရင်ဝင်ကြည့်လိုက်တယ် MPT လွှဲလို့ရတယ်ပြီးတော့အတန်လွှဲလို့ရတယ်ဒီတော့အတန်ပေါ့နော်အတန်လည်းလွှဲလို့ရတယ်ပြီးတော့ OI2 လွှဲမှာနော် OI2 လည်းလွှဲလို့ရတယ်ဗျအဲ့တော့ဘယ်ကိုရင်လွှဲမလဲကျွန်တော်အခုတော့ဆိုအတန်ကိုရင်လွှဲပြလိုက်မယ်နော်အဲ့ဒီဖုန်းနံပါတ်ရိုက်ပြီးတော့ပြီဆိုရင်ကိုကဘယ်လောက်လွှဲမှာလဲ900လား1000လား2000လားဒါဆိုတော့ဒီမြန်မာချက်ပေါ့နော် MMK လို့ရေးထားတယ်မြန်မာချက်ဒီလိုကိုက1000ပဲလွှဲမယ်ဆိုရင်အောက်မှာထိုင်းနဲ့ဒီမြန်မာနဲ့ exchange လုပ်ပေးထားတယ်ဗျဒီမြန်မာဝင်1000ဆိုရင်ဒီ9.39ဘတ်ပေါ့နော်ဒီကိုက2000လွှဲမယ်ဆိုရင်တော့18ဘတ်တော်တော်လေးတော့ကြာမယ်ကျွန်တော်2000တော့အရင်စမ်းပြီးတော့လွှဲကြည့်လိုက်မယ်ပြီးသွားရင်နေမယ်โอเคဒီချက်တော့ကြာသွားတယ်အောက်မှာပုံမှန်ပြောအောင်လို့အောက်ကနေပြီးတော့ base ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆို receipt ဖတ်လာပြီပေါ့နော်โอเคဆက်စုပ်လေးပြောပါပြီအဲဆိုရင်ဟိုဘက်ကိုမြန်မာဖုန်းပေ2000ရောက်သွားပြီပေါ့အဲဆိုရင် best to ပုံနဲ့ပြန်ထွက်မယ်အခုဆိုရင်တော့ကျွန်တော်ဒီမြန်မာနိုင်ငံကိုဖုန်းပေလွှဲပြီးသွားပြီပေါ့နော်ဒီ True Money application ထဲမှာတော့တော်တော်လေးအသုံးဝင်တာတော့တွေ့ရတယ်ဗျမြန်မာနိုင်ငံငွေလွှဲလို့လည်းရတယ်ထိုင်းမှာနေမယ်ဆိုရင်တော့ဘောနော်ဒီ True Money application ကဒီမရှိမဖြစ်တော့တောင်းထားတင်နေကြဗျဒီလိုကိုကဘဏ်အကောင့်လည်းမရှိဘူးဆိုရင် True Money application ကို download ဆွဲပြီးတော့အကောင့်လေးတော့ဖွင့်ထားတယ်နော်11နေမှာလည်းငွေချေလို့ရတယ်သူရဲ့အသုံးပြုလို့ရတဲ့ဟာတွေကတော်တော်များတယ်ပေါ့နော် TikTok Shop ကဝယ်တာကိုလည်းဒီကနေပြီးတော့ငွေချေလို့ရတယ်ကျွန်တော်ဆိုရင်အရင်ဘက်က TikTok Shop ကနေပြီးတော့ visit ကိုမှာလိုက်တယ်ဒီ True Money ကနေပြီးတော့ငွေတန်းပြီးတော့ချိန်လိုက်တယ်ပြီးတော့ last လည်းရတယ်သူကတော်တော်လေးတော့ထိုင်းမှာတော့အသုံးဝင်တယ်လို့ပြောလို့ရတယ်မြန်မာနိုင်ငံသားတွေကတော့ဒီ True Money အကောင့်လေးကတော်တော်လေးအသုံးပြုရလဲလွယ်တယ်ဗျမြန်မာလိုလေးရေးပေးထားတယ်ကျွန်တော်ဟာဆိုမြန်မာလိုရေးပေးထားတာလေဆိုတော့တော်တော်လေးအသုံးဝင်တယ်ကိုကဘဏ်နဲ့ကောင်းမဖွင့်ရသေးဘူးဆိုတော့ဒီ True Money application တော့ download လုပ်ဆွဲထားတယ်ဗျအခုဆိုရင်ဒီ True Money application နဲ့ပေါ့နော်ဒီ PDF ဘူတာတွေမှာလက်မှတ်ဝင်ထားစ True Money ကနေပြီးတော့ scan နဲ့ဒီလက်မှတ်ဝယ်လို့ရနေပြီပေါ့နော်အဲ့လောက်ထိတောင်မှဒီ True Money ကတော်တော်လေးကိုထိုင်းမှာတော့တွင်ကျတာပေါ့နော်သုံးရတာလည်းလွယ်တယ်ဒီတွင်ကျလည်းသုံးလို့ရတယ်အဲဒါကြောင့်ဒီဘဏ်အကောင့်မရှိသေးဘူးဆိုရင်ဒီ True Money application ကို download ဆွဲပြီးတော့စောင့်ထားတင်နေပြကျွန်တော်ဆိုရင်တော့ထောက်လျှောက်ပေါ့နော် True Money ပဲသုံးနေတာတော်လေးအဆင်ပြေတယ်ဒီကလူတွေလည်း True Money application တွေကို download ဆွဲထားပြီးတော့စောင့်တာပေါ့ဗျာအခုလိုဆုံးထိနားထောင်ပေးလိုက်ကျေးဇူးတင်ပါတယ်